ငါတို့ကငချင်းတို့တန်းငါတို့လွန်မရလို့တရားဆွဲလိုက်တဲ့ငါပေါ့နဲ့ပတ်သက်ပြီးမြို့သားရေးတမမပူတူဖာတေးရပါပြောထားတယ်ဆိုတော့ငချင်းတို့တရားမချလေးနားထောင်သွားလိုက်နော်ငင်းဖြစ်တဲ့ကြံစည်ကိုဖုံမောင်းလည်း credit ပေးပါနော်သူ့ကိုသူမျိုးဘာသာတနာကိုချစ်မြတ်လို့သူပါဆိုပြီးအတိတ်ရွယ်အပြင်လည်းကျမအမေလောက်ရှိတဲ့ကြီးတော်ကြီးကမျိုးဘာသာတနာကိုစာဝါနဲ့ကာကွယ်နေတဲ့ပေါက်ဆရာတော်တောက်စင်ရဘာမဟုတ်ဘာမဟုတ်သူကတန်းရှိရတယ် level ရှိရတယ် knowledge ရှိရတယ်တမိုင်းကြောင်းရှိရတယ်တမိုင်းရေးနေတာတခုရှိရတယ်နိုင်ငံမှာဝင်ပါဖို့သူအမျိုးဘာသာတနာကိုပညာနဲ့ကာကွယ်နေတဲ့ပေါက်ဆရာတော်တိုက်မှာသူတနက်ကိုကင်ပြီးဝင်တိုက်ဟုတ်တယ်နိုင်ငံရေးကိုဝင်ပြီးမှအားနဲ့ဟုတ်တယ်မင်းတို့နားမလဲအမျိုးဘာသာတနာကိုအသက်ပြာနဲ့ကာကွယ်နေတဲ့ပေါက်ဆရာတော်အဲ့ဒါတွေကလည်းတော်တော်လွယ်လွယ်မမားတွေတွေ့နေရတယ်တို့ဆိုတော့တော်တော်ပေါင်မကြတယ်မြင်မကောင်းလို့ဟုတ်တယ်အမျိုးဘာသာတနာကိုခန္ဓာနဲ့ကာကွယ်နေတဲ့ပေါက်ဆရာတော်fuck that shit တော့မတော့ပြောဒါတွေတော့မတော့ပြောနောက်တစ်ခုကပောက်ကိုတော်လို့ပြောတယ်ကျမတို့ကကိုတော်လို့မတုံဆရာတော်ပဲခေါ်တယ်ပြည်သူစိတ်မခန့်နဲ့ငါထောက်ရမ်းတင်တယ်ပြည်သူစောက်စိတ်မခန့်နဲ့ဟုတ်တယ်အဲ့ဒီလိုမျိုးဘာသာတနာကိုအတပြာနဲ့စာဝါနဲ့ခန္ဓာနဲ့ကာကွယ်ဆောက်ရှောက်နေတဲ့အတွက်ဝိရတူရဘောဓစိတ်တော်ကြီးချိမြင့်ခံထားရတဲ့ပေါက်ဆရာတော်မင်းတို့မဆိုင်တဲ့လုပ်တွေဝင်မလုံးနဲ့ရှင်းထဲမှာဝင်ချတယ်ဟုတ်တယ်ဖေမရနဲ့ဝိုင်းရဒီအသင်းဖွဲ့ကြီးရတော့မှမင်္ဂလာဒဇတို့ဇောဒီကဒဇတို့ဘွဲတော်တွေစက်ကတ်ခံထားရတဲ့ပေါက်ဆရာတော်ကိုတောက်ကောအောက်တန်းသားညံရီမမီတဲ့တောက်ရည်ချင်းမရှိတဲ့ကျွန်တော်လည်းမသိတဲ့ကောင်လေးဖေမရနဲ့အမျိုးဘာသာတော်နာကိုချစ်ပါတယ်လို့ပြောတဲ့မိမကြီးကရုပ်ရင်ကြမ်းတမ်းဆွဲဆိုရိုင်းဆိုင်နေတာတော်တော်ကိုညီရတာအကြီးတန်းတယ်ရုပ်ပေါက်တယ်အိမ်ခွေးကြိုက်တာပုံနာအာရှာကိုစောက်စင်ကိုသိရင်လူကန်တော့လို့ပဲလားဖေမရနဲ့နော်ဆရာတော်ကမြတ်တာတရားကြီးမားလို့ခွင့်လို့ရင်တော့မှဆရာတော်ရဲ့တပည့်တွေဆရာတော်ကိုကြည်ညိုတဲ့တပည့်ဒါရကမတွေကခွင့်မလွတ်လို့တရားဆိုရင်အလကားတက်ဒီမိမကြီးပဲဟင်းစားရအောင်လေနော်ဟောတောက်ရမ်းတင်းတယ်ဟုတ်တယ်မင်းတို့တွေတော်တော်အောက်တန်းကြတယ်အေးတန်တရားမှာလည်းပဲဝစီဗေဒအထီးတိုင်းရှာတယ်အကျိုးကိုပြန်ပြီးခံစားရအောင်နော်ဆိုတော့မျိုးဘာသာတနာကိုချစ်မြတ်လို့သူပါလို့ကြွေးတော်ပြီးတော့မျိုးဘာသာတနာကိုဆောင်ရွက်နေတဲ့ဆရာတော်တစ်ပါးကိုရုပ်ရင်ကြမ်းတမ်းရိုင်းဆိုင်ဆဲဆိုစော်ကားနေတာတော့တော်တော်ကြီးကိုရုံညံပြီးအောက်တန်းကြတော့နေပြည်သူမလိမ့်နဲ့စိတ်မခန့်နဲ့ဖေမရနဲ့မြတ်စွာဘုရားရှင်ကိုဆဲကြတယ်ဘုရားရှင်ကိုဆဲတယ်အားဆဲတယ်ဆဲတော့ဘုရားရှင်ကအပြုံးမပြောဘူးတိခါကောင်းတယ်ဟုတ်လားဘာမှပြောတော့တဲ့တရေထွေးကြည့်လိုက်လေတဲ့အပေါ်ထွေးဘ누구ပေါ်မှာကြားတယ်လေတဲ့ဘ누구ကပို့ပြီးမှပူလောင်တယ်လေတဲ့အမှန်ကတော့အားလုံးကဒီနိုင်သွားတယ်တင်တာရှုံသွားတာကြာဟုတ်လားမင်းစောက်စင်ကနိုင်ငံရေးကိုဝင်ပါလို့ရတဲ့ဆောက်စင်ပေါ့ကိုစောက်စင်ကိုသိရင်လူကန်တော့လို့ပဲလို့ဖေမရနဲ့နောက်ဆုံးပုဂ္ဂိုလ်တော်မှာသီလကုံဓမ္မာတိကုံပညာကုံမရှိအောင်ထားအောင်ကိုကျင်တရားတွေမရှိအောင်ထားအောင်ပုဂ္ဂိုလ်တော်မှာသင်္ကန်းရှိတယ်သင်္ကန်းရှိတယ်နော်တရားရည်တော်ခြုံထားတာဟုတ်လားတရားရည်တော်ခြုံထားတာလူတိုင်းကသူ့အပြစ်နဲ့သူသွားလိုက်မယ်နော်အခုလိုကြိုးဆိုနောက်ဘဝမကူဟုတ်လားမင်းတို့ဝစ်လေမှာနောက်ဘဝမကူဘူးမင်းတို့ဝစ်လေမှာနောက်ဘဝမကူဘူးမင်းတို့ဘာကြီးဗျာအေးကွာလေးစားမပြောတော့